ညောင်ကျိုးရွာကာကင်းစကန်နေပြန်ရပြီမကြခင်ညောင်ကျိုးရွာကြီးပြန်ရမယ်ရန်သူကိုရှင်းမယ်ရှင်းပြီးတော့လို့ရှိရင်တော့ပြည်သူတွေသွားပြန်နေရတော့မယ်အဲ့တော့သူတို့တွေရီမန်းထားသူတို့ရဲ့အိမ်မက်ဖြစ်တော့ကပ္ပစစက်ယုံကြီးတွေရဖို့ဆိုတော့လုံးဝမေ့လိုက်လို့ရပြီလို့ပြောလို့ရပါတယ်နော်ဒီပြင်ချက်လက်တွေကလုံးဝကျွန်တော်ကကချင်မှာကျေးဇူးတင်ပါတယ်အဲ့တော့ညောင်ကျိုးချင်းနေတာယာအေဂျင့်တော့မှာပါသိမကြခင်နော်အဲ့တော့ဒါသတင်းကောင်းလေးပါစီရေးအဖြစ်လဲလာမှာဒီလီကိုရှင်မှာချိုးဆိုပါခင်ဗျဒီစနေအဆိုရင်မြန်မာနိုင်ငံအတွင်းလက်တော့ပြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုအနည်းစဉ်တင်ဆက်ပေးနေတဲ့စီမံကိုပဲဖြစ်ပါတယ်ခင်ဗျစောင့်မျှော်အားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျအရှိပေါ့အရှိဆက်လက်ပြီးတော့တွေးခေါ်စဉ်းစားသွားမှာဖြစ်ပါတယ်စိတ်မကောင်းဖြစ်ရပါတယ်เนาะကျွန်တော်တို့ကြည်ကွဲရပါတယ်ဟုတ်ပြီကျွန်တော်နောက်ထပ်ဒီကိစ္စမှာစီးသတင်းတွေသွားကြဆိုเนาะစီးသတင်းလေးမှာတော့စီးကတော့အခုကျွန်တော်လေ့လာနေခဲ့တဲ့နေရာတစ်ခုရှိရเนาะအဲ့တော့ပဲခူးတိုင်းပေါ့ပဲခူးတိုင်းအုတ်ရှစ်ပင်မြို့မှာကပ္ပစစေယုံကြီးရှိပါတယ်အဲ့ဒီကပ္ပစစေယုံကြီးတွေကိုအရာတိုက်မယ်လို့ကြုံဝါထားတဲ့ AA ဒီပိုးစုပတ်ဆက်နောက်ပြန်ဆုတ်ပြေးနေရပါပြီညောင်ကျိုးရွာကိုညောင်ကျိုးရွာမရခင်မှာခိုင်ဒုက္ခရပါပြီဆိုပြီးတော့ကြေညာလိုက်တယ်အဲ့တော့ကြေညာလိုက်တဲ့အချိန်မှာတစ်ပတ်နှစ်ပတ်လောက်ကခိုင်ဒုက္ခလူလင်ဘွားကိုချက်ချင်းရောက်သွားတယ်သူပါတော့လည်းပဲသူတို့ရဲ့ရည်မှန်းချက်တိုင်းညောင်ကျိုးရွာကိုသူတို့ရသွားပါတယ်စစ်တပ်ကဆုတ်ပေးလိုက်တယ်နော်အဲ့တော့အခုညောင်ကျိုးရွာကိုတက်ကပြန်လဲပြီးတော့အရင်ကသူတို့ရဲ့အမှားယွင်းနေပေါ့ဆိုလိုချင်တာကဘာအားနဲ့ချက်ရှိလဲဆိုတာပြန်စမ်းစစ်ပြီးတော့အားနဲ့ချက်တွေကိုပြင်ပြီးတော့ညောင်ကျိုးရွာကိုပြန်လဲပြီးထိုးစစ်ဆင်တဲ့အခါမှာတော့အခုချိန်မှာညောင်ကျိုးရွာကအားလုံးနှီးပါပြန်ရပြီလို့တော့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ချင်းကုန်းကိုတင်လိုက်ပြီးနောက်ထပ်ကျွန်တော်တို့ဒီညောင်ကျိုးရွာရဲ့လေသာကုန်းတင်လိုက်ပါပြီ။တင်လိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့တိတ်မကြခင်ညောင်ကျိုးရွာသည်ပြည်သူတွေအားလုံးပြန်လို့ရတော့မယ်အဲ့တော့ညောင်ကျိုးရွာနဲ့ညောင်ကျိုးနဲ့ပတ်သက်ပြီးတော့ညောင်ကျိုးပြည်သက်တွေအားလုံးလက်ကမောင်းခတ်ပြီးတော့ကျွန်တော်တို့အပြုံးမန်းနေစတင်ပြီးပြုံးလို့ရတော့မှာပါတိတ်မကြခင်မှာညောင်ကျိုးရွာကိုပြည်သူတွေပြန်နေလို့ရတော့မှာပါဘာကြောင့်လဲဆိုတော့ညောင်ကျိုးရွာရဲ့အထက်အလွန်ထက်ထိကိုသွားပြီးတော့တက်ကအခုဆိုရင်ထိုးစစ်ဆတာပြီးဖြစ်တယ်နော်အဲ့ဒီတော့ကိုယ့်ဘက်ကအသာစီးဆိုတာပဲရှိပါတယ်ညောင်ကျိုးနဲ့ပတ်သက်လာလို့ရှိရင်လုံးဝအသာစီးပါခင်ဗျဟုတ်ပြီကျွန်တော်နောက်ထပ်ဘယ်ကိုသွားမလဲဆိုရင်ညောင်ကျိုးပြီးသွားရင်ကျွန်တော်တို့ဒီ ARWD ဘက်ချမ်းဆက်သွားရအောင်เนาะ ARWD ဘက်ချမ်းဆွမ်းနာတယောက်မေးတာည ARWD ကျွန်တော်တို့အခုဒီပြုလို့ပေးရတဲ့သတင်းတွေပေါ့เนาะသတင်းတစ်ခုပေါ့ကျွန်တော်နေမြေအခြေခံသတင်းအရာဆိုလို့ရှိရင်ဗေဒာကုန်းစခန်းကရခိုင်ပြည်နယ်အတွင်းဘက်ချမ်းမှာရှိမယ်အဲ့ဒီဗေဒာကုန်းစခန်းကတစ်ခေါက်ကျသွားတယ်အကုန်လုံးထွက်ပြေးလာရတယ်အခုဆိုအဲ့ဗေဒာကုန်းစခန်းကိုတက်မတော်ကပြန်လည်ပြီးတော့တိမ့်ပိုက်နိုင်လိုက်ပြီဆိုတဲ့သတင်းကိုကျွန်တော်ရရှိထားပါတယ်ကျွန်တော်ဆက်လက်ပြီးအတီးပြုဖို့ကြိုးစားနေပါတယ်ဆက်လက်အတီးပြုပါမယ်เนาะအတီးပြုပြီးရင်ကျွန်တော် Telegram မှာတော့ကျွန်တော်ရရှိတဲ့သတင်းတွေအကုန်လုံးကိုကျွန်တော်เนาะချိန်မဆိုင်မင်းနဲ့ကျွန်တော်တင်ပေးပါတယ်အထူးသဖြင့်ညပိုင်းလို့အချိန်တွေမှာကျွန်တော်တင်ပါကျွန်တော်အားတဲ့အချိန်လေးမှာကျွန်တော်တင်ပေးပါတယ်เนาะစစ်ပွဲတွေဘယ်တော့မှပြီးမှလဲတဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ဗေဒာကုန်းပဲပြန်ပြီဆိုတော့ကျွန်တော်တို့ရခိုင်ပြည်နယ်ကိုကျွန်တော်တို့ပတ်ထားတာက AR ကအောက်ပိုင်းကိုငုံထားတယ်ကျွန်တော်တို့ပဲခူးကအလဲပိုင်းကိုငုံပြီးတော့မကွေးကအထက်ပိုင်းကိုငုံထားတယ်အဲ့တော့အောက်ပိုင်းမှာငုံထားတဲ့နေရာမှာနှစ်ပိုင်းလို့ရတယ်ငတိုင်းချောင်းတို့ရေကြီးတို့ဘက်ကတချမ်းနောက်တစ်ခုဟိုဘက်ချမ်းဘောမီတို့ဗေဒာကုန်းတို့ရှိတဲ့ဘက်ချမ်းကရွှေတောင်ရံရှိတဲ့ဘက်ချမ်းကတချမ်းအဲ့ဘက်ချမ်းမှာလဲစီရေးအရာအတိုင်းတာတစ်ခုဒီတက်ကအောင်မြင်ထားသလိုနော်ပဲခူးတိုင်းမှာလဲစီရေးအဖြစ်တက်ကအောင်မြင်ထားပါတယ်အဲ့တော့အခုကျွန်တော်တို့နောက်ထပ် AA ကသူ့ရဲ့သူတင်ញိုင်းသူခင်းတာပဲလေနော်ဒီလောက်ထိသူ့ရဲ့ဒီစီရေးချင်းတွေများနေအောင်မှရှောက်ပြီးဖွင့်တာအခုငတိုင်းချောင်းဘက်မှာရှိတော့ငတိုင်းချောင်းမှာရှိချင်းတွေကတော့ကျွန်တော်ဆက်လက်ပြီးပြောရမှာပေါ့နော်အဲ့ဘက်ချမ်းမှာတော့ AA ကိုခြေကုပ်ယူခွင့်ပေးထားတယ်ဟိုဒီပဲခူးကျွန်တော်တို့ဘယ်လိုခေါ်မလဲရခိုင်ရိုးမပေါ့ရခိုင်ရိုးမကျော်ပေါ့ရိုးမတောင်ချီမှာရှိတဲ့ရွာတွေပန်းတော်ကြီးတို့နော်ဝက်ကုန်းတို့စန်းကုန်းတို့အဲ့ဒီဘက်ချမ်းပေါ့အဲ့ဒီဘက်ချမ်းမှာကတော့အခုတက်ရဲ့အားနည်းချက်တွေလည်းရှိနေတယ်သဘောရအာသာချက်တွေလည်းရှိနေတယ်သဘောကခြေကုပ်ရသွားပြီနော်ခြေကုပ်ရသွားပြီခြေကုပ်ရသွားတော့အခုဆိုရင်ဘယ်လောက်ထိသဘောကတင့်ရဲလာပြီလဲဆိုတဲ့ခါကျတော့အေးသဘောနေအေးရခိုင်စစ်သေးကြပေါ့အချမ်းဖတ်သဘောနေအားလုံးကအဲ့ဒီမှာခြေကုပ်ယူတယ်ယူပြီးအခုကျွန်တော်တို့လေးမျက်နှာအထိပေါ့လေးမျက်နှာအထိရုပ်ဖြတ်ပြီးတော့သူတို့တွေဈေးလာဝယ်နေတယ်နော်အေးတွေကလာပြီးတော့တခါတည်းဈေးဝယ်ပြီးတော့ဒိုအပ်တဲ့ရိတ်ခါတွေဝယ်ပြီးပြန်သွားနေတာအထိရှိနေပြီနောက်ဘယ်လောက်ထိဆိုလဲဆိုတော့ပန်းတော်ကြီးတို့စန်းကုန်းတို့ဝက်ကုန်းတို့အဲ့ဘက်ချမ်းမှာရှိနေတဲ့ပြည်သူတွေကို
လူသစ်စုဆောင်နေပြီလူသစ်စုဆောင်နေငချင်းစီနဲ့ငချင်းပြန်ကြော်နေဟိုတနေ့ကလည်းကျွန်တော်ပန်းတော်ကြီးကနေ4ယောက်ပေါ့မနေ့တနေ့လောက်ကဖြစ်ပါလိမ့်မယ်ပန်းတော်ကြီးက4ယောက်သူတို့ဖမ်းသွားတယ်နောက်ထပ်ကျွန်တော်တို့ရွာတီကြီးက1ယောက်ဖမ်းသွားတယ်မနေ့ကတနင်္လာနေ့မှာပဲ15ယောက်သူတို့ဖမ်းသွားတယ်နော်လူငယ်တွေဘယ်လိုခေါ်မလဲငချင်းစီနဲ့ ARV နဲ့ ARV ကိုပြန်ပြီးတော့တင်မှာ ARV သားနဲ့ ARV ကိုပြန်တိုက်မဲ့ပုံစံမျိုးတွေငချင်းစီနဲ့ငချင်းကြော်တဲ့ပုံစံမျိုးတွေစစ်သားစုဆောင်ပြီးတော့လုပ်နေပြီအဲ့တော့အဲ့ဘက်ချမ်းတွေမှာနောက်ဆုံးပိတ်ပေါ့ဗျာနော်သူတို့တွေထိန်းချုပ်ထားတယ်လို့ပြောလို့ရခြေကူးရောက်သွားတဲ့နေရာတွေအားလုံးဟာစံဆက်တွေပိုင်းနဲ့ရိတ်ခါအတွက်တော့မှသူတို့ရေရှည်တိုက်ပွဲတက်စီစဉ်ထားတဲ့ပုံစံမျိုးတွေဖြစ်နေပြီအဲ့ဘက်ချမ်းမှာသူတို့စုမယ်အဲ့ဘက်ချမ်းကပြည်သူတွေကိုတင်တန်းပေးမယ်တင်တန်းပေးပြီးတော့လို့ရှိရင်ကျွန်တော်တို့ ARD ကိုတတ်ရှူလိုက်တာပေါ့ဥပမာပြကျွန်တော်တို့ခင်ဗျားတို့သိပါတယ်ကျွန်တော်ပိန်းနေသည့်တလုံးစားခြင်းလို့ရှိရင်စိမ့်နဲ့ပိန်းနေသည့်အရင်ဆုံးတတ်ရှူလိုက်ပါတယ်နော်တတ်ရိုက်လိုက်ပါတယ်ပိန်းနေသည့်ရဲ့ဥကောင်းနေပြီပေါ့နော်တတ်ရိုက်လိုက်တယ်ရိုက်တဲ့အခါမှာပိန်းနေသည့်ရဲ့ဖြည်းဖြည်းပုတ်သွားသလိုပဲအဲ့ဒီကျွန်တော်တို့ရိုးမတောင်ကြီးကရွာတွေမှာသူတို့ကအေးတက်ကဝင်းနေပါပြီ ARV တတိုင်းလုံးပုတ်သွားနိုင်ပါတယ်အဲ့နေရာကိုတည်တည်ချာချာမစီမံမကုတ်ကွယ်မထိန်းသိမ်းလို့ရှိရင်တော့အဲ့နေရာမှာအဲ့ဒီရွာတွေအကုန်လုံးမှာအေးတက်ကဝင်းနေပြီ ARV ဆိုတဲ့ပိန်းနေသည်ကြီးမှဲ့သွားပါလိမ့်မယ်အဲ့လိုမဖြစ်ဖို့ဆိုလို့ရှိရင်စစ်တပ်အနေနဲ့အရေးတယူနဲ့တည်တည်ချာချာဂရုစိုက်ပြီးဆောင်ရွက်ရမှာဖြစ်တယ်အခုလောလောဆယ်တော့သူတို့တတ်ရိုက်ထားတော့အေးဆိုတဲ့တပ်ကိုရိုက်ထားသောနေရာပေါ့အဲ့နေရာကရိုးမတောင်ချေမှာရှိတဲ့ရွာတွေကတော့ပုတ်နေပါပြီဆိုလို့ကျွန်တော်အဲ့မှာရှိတဲ့သူတွေစစ်သားစုဆောင်ခံနေရတယ်ရိတ်ခါစုဆောင်ခံနေရတယ်အဲ့နေရာမှာစစ်တပ်ကလည်းလိုက်ရှင်းသလားဆိုတော့အဲ့နေရာတွေအားလုံးကိုမြေပြင်ရှင်းနေမှုဘာမှမလုပ်ဘူးလေချောင်းအဖြစ်ရေးယူမှုပဲဆောင်ရွက်နေရရှိတယ်အဲ့တော့မကြခင် ARV တိုင်းပုတ်သွားနိုင်တယ်နော်လေးမျက်နှာကိုထပ်ကြော်လာမယ်နော်ကျွန်တော်တို့ပသိမ်ခရိုင်ပေါ့နော်ဆက်ပြီးတော့ဝင်လာမယ်အင်္ဂပူဘက်ဆက်ဝင်လာမယ်အဲ့လိုမျိုးဆိုရင် ARV ဒီမကြခင်ပုတ်သွားနိုင်တယ်အဲ့တော့အေးနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ဘယ်လိုလုပ်မှာလဲဒါကမေကွန်းထုတ်เสียတွေရှိလာပြီเนาะအဲ့တော့အခုဆိုရင်စနကျွန်တော်ပြောသလိုစစ်သားစုဆောင်မှုတွေ ARV သားတွေကိုပဲပြန်စုနေရနော် ARV သားတွေပြန်စုနေရတယ်ရှိတယ်နေ့တိုင်းလုပ်နေတယ်အဲ့တော့မနေ့ကဆိုလို့ရှိရင်เนาะလေးမျက်နှာမြို့နယ်တဲ့တဲနုကုန်းစခန်းကိုအေးကလုံးရင်းနဲ့တိုင်နေပါပြီအဲ့တော့တက်ရအားနဲ့ချက်ကဒါတွေမပြင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော် ARV ပုတ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့နေရာမှာသူတို့ကိုနေရာပေးလိုက်တော့ဗျာနော်။ဥပမာစစ်ကိုမွေးထားတယ်လို့ဖြစ်နေတယ်။ AA ကိုမွေးပြီးတော့မွေးထားတယ်လို့ဖြစ်နေပါတယ်နော်။အဲ့တော့ AA ကအဲ့မှာခြေကုပ်ယူမယ်ရိတ်ခါစုမယ်လူသစ်စုသွားမယ်လာတိုက်လို့နောက်ဆုတ်ဟေ့ဆိုလို့ရှိရင်အဲ့ဘက်ချမ်းပြန်ဆုတ်သွားမယ်ဟုတ်လား။အဲ့ဘက်ချမ်းပြန်ဆုတ်သွားပြီးအားမွေးမယ်အားယူမယ်ပြီးရင်လာတိုက်ပြီးပြန်ဆုတ်သွားမယ်။ခင်ဗျားတို့တော်တော်ပျော်နေသလား။ကျွန်တော်မြေပြင်ကစစ်တီတွေနော်စစ်တီတွေတော့မြေပြင်ကစစ်တီတွေမှာတော့အဲ့လောက်ကြီးကျွန်တော်တို့အပြစ်ပြောစရာရှိချင်မှရှိလိမ့်မယ်အဓိကကတော့ခင်ဗျားတို့အဲ့ဒီအဘများပေါ့ဗျာနော်အဘများတယ်ခင်ဗျားတို့တော်တော်များပျော်နေကြသလားနော်ပျော်နေရဟေ့ဆိုရင်တော့အေးမွေးတာပါမပျော်ဘူးဟေ့ဆိုလို့ရှိရင်တော့အားနေချက်ကိုပြင်ပြီးတော့ခုညောင်ကျိုးမှာလုပ်တယ်လို့မျိုးနယ်မြေရှင်းလင်းမှုကိုဆက်လက်ဆောင်ရွက်ပါဒီနေရာရဲ့နယ်မြေရှင်းလင်းမှုဆောင်ရွက်လို့အကောင်းဆုံးနေရာတွေဖြစ်တယ်နော်ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီမှာရှိတဲ့ရွာတွေအကုန်လုံးကအမှန်တကယ်ခင်ဗျားတို့ကအချိန်တန်လို့အဲ့ဒီရွာတွေကနောက်ဆုံးပြနီးရတာကြောက်ပြီးတော့ပြည်သူအခန်းကဏ္ဍမရှိတော့ဘူးကျွန်တော်အများနဲ့ပြောတယ်နော်အဲ့ဒီရွာတွေကပြည်သူတွေကနောက်ဆုံးပြနီးရတာကြောက်ပြီးအကုန်လုံးက AA တွေအနီးတွေ PDF တွေဖြစ်သွားတော့မှခင်ဗျားတို့ကရွာကိုဘုံကျဲမယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့စစ်တပ်ကိုယ်တိုင်လည်းတောက်ချိုးပြင်ရမယ့်အခြေအနေရှိတယ်အခုချိန်မှာလိုက်ရှင်းဟလာဘယ်ကောင်မှတပုံကကိုလူမိုင်းသူတို့ရဲ့ဒီအနီးခေါ်လဲဆိုလို့ရှိရင်တော်လိုင်းရေး virus ပေါ့တော်လိုင်းရေး virus အကုန်လုံးကိုရိုနာလိုပဲအရန်ကိုကူးစက်မြန်တယ်เนาะတစ်ဖွဲ့ကဒီလက်နက်နဲ့ကျွန်တော်တို့ဒီတော်လိုင်းရေး virus ဆိုအချမ်းဖက်ဒီပိုးကူးစက်ထားခံရတော့လက်နက်ကင်တွေကရွာထဲဝင်လာပြီးရွာထဲကလူတွေကိုစီးယုံတဖြည်းနဲ့တရွာလုံးကဒီအချမ်းဖက် virus ကူးစက်ကုန်လို့ဒီတရွာလုံးကအချမ်းဖက်စိတ်တွေဝင်လာပြီးတော့တရွာလုံးဒီအနီရွာများဖြစ်သွားအဲ့လိုမျိုးမဖြစ်ဖို့ကဘာလို့မဆိုစောစီးတွေကအဲ့ဒီရွာတွေမှာခင်ဗျားတို့ကစီမံခန့်ခွဲမှုတွေဟလာနှိမ်နှင်းမှုတွေအရေးယူမှုတွေမလုပ်ထားဘဲနဲ့အချိန်တန်တော့တရွာလုံးကหนีရောအခုလိုမျိုးတပင်းတို့နော်အခုလိုမျိုးပစည်းကြီးတို့အဲ့လိုမျိုးတွေတရွာလုံးหนีကုန်တယ်တရွာလုံးတော်လန်ရေးတွေဖြစ်ကုန်တဲ့အချိန်ကြတော့မှခင်ဗျားတို့ကခင်ဗျားတို့တောက်ချိုးကိုယ်တိုင်ကစစ်တပ်ကိုယ်တိုင်ပြင်ရမှာပါအခုတော့ဘယ်လိုတွေဖြစ်ကုန်လဲဆို AR မှာလောလောဆယ်တတ်ရှူလိုက်ပြီးတက်ကနေပြီးတော့ယောဂပိုးကူးတဲ့ပုံစံမျိုးနဲ့အခုကျွန်တော်တို့ဒီ
ရိုးမတောင်ကြီးကရွာတဲ့အကုန်လုံးကမနီခြင်းမဲ့နဲ့နီကုန်ရပြီเนาะအခုချိန်ဒီဒေတာခန်တွေကသတင်းပေးတာတွေအများကြီးဒေတာခန်သတင်းတွေပေးသလားမမေးနဲ့ဒေတာခန်သတင်းပေးတာမှတကယ်ဒုတိုင်းမှုအစင်တီကိုပေးတယ်အဲ့တော့ပေးထားတယ်အဲ့လောက်ဒီပေးထားတဲ့သတင်းတွေအားလုံးကိုလည်းဒီစာရဖားတွေမဆာဖားတွေကတိတိကျကျဆောင်ရွက်ခြင်းမရှိဘဲနဲ့ပြက်ကချော်တွေလုပ်နေတဲ့ပုံစံမျိုးတွေအထိကျွန်တော်တွေ့နေရတယ်အဲ့တော့ပူပေါင်းဆောင်ရွက်နေပူပေါင်းကြံစည်နေဒီအေကိုမွေးနေသွားเนาะဒီရွာတွေအကုန်လုံးကိုမနီအောင်တမင်တကာလုပ်နေသလားဒါကကျွန်တော်တို့ကမေးခွန်းထုတ်ရတော့မယ်ကြောက်ဖြူကိစ္စမဟုတ်ပါဘူးခဏနေကြောက်ဖြူကိစ္စလည်းပြောပါမယ်နော်ကြောက်ဖြူကိစ္စလည်းပြောပါမယ်ကဲဟုတ်ပြီအတူတိုင်းမှုပါလုပ်နေတယ်အဲ့တော့သတင်းတွေကရောက်တယ်ဆောင်ရွက်မှုတွေအားနေတယ်အတူတိုင်းမှုအဆင့်နဲ့ဒီစာရဖတွေအဆင့်ထိကအလုတ်လုတ်ပုံတွေမှာချိုးမပြေလို့ပေါ့အခုလိုမျိုးဒီအမှန်တကယ်ကအေကဒီ ARV တိုင်းတဲ့ကိုဘာမှဒါမျိုးထိဝင်လာစရာအကြောင်းမရှိဘူးဒါမျိုးဝင်လာပြီဆိုတဲ့ကကျွန်တော်တို့ကစာရဖတို့เนาะဒီမဆာဖတို့ကိုအပြစ်တင်ပြောဆိုလို့ရှိရင်ခင်ဗျားတို့ကကျွန်တော်ကိုပြန်ပြောဟာကိုမောင်ခင်ဗျားဘာသိလို့လဲဟုတ်လားခင်ဗျားကဘာနားလဲလို့လဲမြေပြင်မှာခင်ဗျားရှိလို့လားဆိုပြီးတော့ပြန်လဲပြီးတော့ကျွန်တော်ညင်းခုန်နိုင်တယ်ကျွန်တော်ကိုပြန်ပြီးတော့စောတကတက်နိုင်တယ်သို့ပါတော့လည်းပဲကျွန်တော်တို့ကအချက်လက် data ကိုထောက်ပြရမှာခင်ဗျားတို့ခန်းစားချက်ကိုကျွန်တော်နားထောင်တော့ညာလည်းပဲခန်းစားချက်ကအဓိကမဟုတ်ဘူးအချက်လက်ကိုကြည့်မယ်ဆိုရှင် ARV မှာ AA ဝင်လာတာကခင်ဗျားတို့စရဖာနဲ့မဆာဖာညံ့စစ်တက်ညံ့နော်ထို့တူပဲဒီရွာတွေအားလုံးက AA တွေစီးဝင်ပြီးတော့နေထိုင်နိုင်နေတာဘယ်သူညံ့လို့လဲဆိုရင်ခင်ဗျားတို့မဆာဖာတွေနော်စရဖာတွေစစ်တက်ညံ့လို့ဆိုတာခင်ဗျားတို့ညင်းမလားညင်းမယ်ဟဲ့ဆိုရင်တယောက်မျက်နှာတယောက်ကြည့်ပြီးတော့ညင်းပါနော်မင်းမာလာငါမာလာသိချာနေဒီတဲ့ကိုဒီလူတွေခင်ဗျားတို့စရဖာတွေတော်ရဲ့ဒီရွာတွေဟာ AA ရွာတွေ PDF ရွာတွေဖြစ်เสียအကြောင်းမရှိဘူးเนาะအဲ့တော့ခင်ဗျားတို့စရဖာတွေမဆာဖာတွေညံ့ဖြင်းလို့ဒီ ARV မှာ AA ခြေကုပ်ရပြီဒါမျိုးတွေဝင်လို့ရ